အိမ်မှာလေအေးကြော်ဆက်ရှိရင်လှုပ်ရှားလို့ရတဲ့စားစရာ6မျိုးရှိပြီးတော့တစ်ခုချင်းစီတိုင်းကအရန်ကိုမှအရသာရှိပါတယ်ပထမဆုံးအနေနဲ့ကတော့စီတစမ်းမှမသုံးပဲလုပ်လို့ရတဲ့အရသာရှိပြီးတော့အပြင်ကလည်းကြွရတဲ့ကြက်ပေါင်ကြော်ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုသင်ပေးပါမယ်ကြက်ပေါင်နှချောင်းကိုလှီးပြီးတော့ပဲကက်မြာကြီးအကြီးဟင်းချက်ဝိုင်းကမာဆော့ပဲကက်မြာကြီးအနောက်အကင်အမွေးကြိုင်တို့နဲ့မိနစ်30လောက်ကိုနှက်ထားပေးလိုက်ပါပြီးတော့ပြီဆိုတော့လေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့မိနစ်30လောက်ကိုဖုတ်လိုက်ပါအလင်းမှာတစ်ဖက်လှန်ပေးပါအပြင်ကကျွတ်ပြီးတော့အတွင်းကလည်းနူးညံ့ကအပြင်မှာရောင်းတာထက်တောင်မှပို့ပြီးတော့ကောင်းပါလိဒါကိုမှတ်ထားပြီးတော့လုပ်ကြည့်သင့်ပါတယ်ဒုတိယအနေနဲ့ကတော့ကြက်ဥတွေကိုရေနဲ့ရှာလကာရီဖြူတစုံနဲ့မိနစ်30လောက်ကိုစိမ့်ထားပေးလိုက်ပါဒါကတော့ကြက်ဥခုံကိုနူးညံ့စေပြီးတော့အရသာပိုးဝင်စေပါတယ်ပြီးတော့စားတစ်ထက်ကိုတေချာလေးလင်းပြီးတော့ငွေရောင်စက်ကူနဲ့ပတ်ကလေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့မိနစ်30လောက်ကိုဖောက်လိုက်ပါရေကတထဲမှာတနိုင်လောက်ထားရင်တော့အရသာကပိုးဝင်ပြီးအခွန်ခွာဖို့လည်းပို့ပြီးတော့လွယ်ပါတယ်ဒီလိုမျိုးလုပ်ထားတဲ့ကြက်ဥကစားငံပြီးတော့အေးမြပြီးတော့စားလို့ကောင်းပါတယ်လိုက်ပြီးတော့လုပ်ကြည့်သင့်ပါတယ်တတိယအနေနဲ့ပြောင်းမှုကိုရေနှဲငယ်ဖြန်းပြီးတော့စီနှဲငယ်ဖြန်းလိုက်ပါလေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့မိနစ်25လောက်ကိုဖုတ်ပေးလိုက်ပါအလင်းမှာတစ်ဖက်လှန်ပေးလိုက်ပါပြီးတော့ပြီဆိုတော့အကင်မွေးကြံဖြူပေးလိုက်ပါဒါကတော့ဆက်ပြီးတော့အရသာရှိပြီးအကင်ဆိုင်ကဟာထက်တောင်မှပို့ပြီးတော့ကောင်းပါပါတယ်အရန်ရတာကိုမှရှိပါတယ်စတိုဒါအနေနဲ့ကတော့လက်ချောင်းတွေကိုရှာနဲ့ရက်ပြီးတော့စားရတဲ့ကြက်သွန်ဖြူအနှံချက်ချောက်ကင်ကိုအတူလှုပ်ရှားကြည့်ရအောင်ချက်ချောက်တွေကိုရေထဲမှာထည့်ပြီးတော့ကြက်သွန်ဒီချင်းဟင်းချက်ဝိုင်းတို့နဲ့10မိနစ်လောက်ကိုပြုတ်ပြီးတော့ဆက်ယူလိုက်ပါပြီးတော့ပြီဆိုတော့ပဲငက်မြာကြီးအကြီးကမာဆော့ဟင်းချက်စီငရုတ်သီးစားတကြားတို့နဲ့တေချာလေးကိုနှဲပြီးတော့15မိနစ်လောက်ကိုနှက်ထားပေးလိုက်ပါပြီးတော့ပြီဆိုတော့လေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့15မိနစ်လောက်ကိုဖုတ်ပေးလိုက်ပါအလင်းမှာတစ်ဖက်လှန်ပေးလိုက်ပါဒီလိုမျိုးလုပ်ထားတဲ့ချက်ချောက်ကတော့ကြက်သွန်ဖြူအနှံ့တင်ပြီးတော့အသားကလည်းနူးညံ့ပြီးအဖော်မရှိအောင်လို့စားလို့ကောင်းပါတယ်ပင်စမအနေနဲ့ကတော့အိမ်မှာပဲအပြင်ကကျွတ်ရပြီးတော့အတွင်းကနှူတဲ့ခိုကင်ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပါသင်ပေးပါမယ်ခိုကိုကောင်းဖြက်ခြေထောက်ဖြက်ပြီးတော့အလဲကနေလှိလိုက်ပါရင်နှွေးနဲ့ကိုဆေးပေးရပါမယ်ဒါကအသားရည်ကိုကျွတ်ရစေပါတယ်ပြီးတော့ပြီဆိုရင်တော့ဟင်းချက်ဝိုင်းတစ်စုံပဲငက်မြာကြီးကြီးတစ်စုံနဲ့တေချာလေးကိုနှဲပြီးတော့2နာရီလောက်ကိုနှက်ထားပေးလိုက်ပါအကယ်၍တင်မှာကြက်သွန်တွေရှိတယ်ဆိုရင်တော့အောက်ခြေမှာခံပြီးတော့ဘိုက်ကိုအပေါ်ဘက်လှန်ပြီးတော့အပူချိန်180ဒီဂရီနဲ့18မိနစ်လောက်ကိုအရင်ဖုတ်ပေးလိုက်ပါပြီးတော့ပြီဆိုတော့အပူချိန်200ဒီဂရီနဲ့10မိနစ်ကိုထပ်ဖုတ်ပေးလိုက်ပါဒီလိုမျိုးလုပ်ထားတဲ့ခိုကင်ကတော့အပြင်ကကျွတ်ပြီးတော့အတွင်းကနှူပြီးတော့စီရမုံဒါမှမဟုတ်ရင်ငရုတ်ကောင်းအကင်အမွေးကြိုင်တို့ကိုဖြူလိုက်ရင်တော့အရန်ကုန်မှာအရသာရှိလို့ပါစထမအနေနဲ့ကတော့ဒီလိုမျိုးလုပ်ထားတဲ့အမေသားတုံးကိုလူ69ရာခိုင်နှုန်းလောက်ကမစားဘူးသေးပါဘူးတကယ်တော့ကျွန်တော်လည်းမစားဘူးပါဘူးအေးခဲထားတဲ့အမဲသားတုံးကိုငရုတ်ကောင်းမှုစားနေငယ်နဲ့ကမာဆော့ကိုနှက်ထားပေးလိုက်ပါပြီးတော့ပြီးဆိုတော့ကြက်သွန်ဖြူနဲ့ထောပတ်အနေငယ်ထည့်ပြီးတော့လေအေးကြော်ဆက်ထဲမှာအပူချိန်200ဒီဂရီနဲ့7မိနစ်လောက်ကိုဖုတ်ထားလိုက်ပါအလင်းမှာတစ်ဖက်လှန်ပေးလိုက်ပါအမဲသားကအရေရွှမ်းပြီးတော့နူးညံ့ပြီးကြက်သွန်ဖြူကလည်းအမဲသားတက်တောင်မှပို့ပြီးတော့မှွေပါတယ်ဒါကစားလို့ကောင်းတဲ့နည်းလမ်းလည်းဖြစ်ပါတယ်တပတ်အတွင်းအေးကြော်ဆက်ကိုတုပ်ပြီးတော့ထက်ခါတလဲလဲမဖြစ်စေပဲအရသာရှိတဲ့ဟင်းပွဲ6မျိုးကိုလှုပ်ရှားကြည့်လိုက်ပါဒါဆိုတော့ဖြင့်အိုးရဲ့အောက်ခြေမှာဘာမှကိုမကြံတော့အောင်လို့ကိုစားကောင်းနေပါလိမ့်မယ်ပထမဆုံးအနေနဲ့တင်းမှာလေအေးကြော်ဆက်ရှိရဲ့အပြင်ကအကင်ဆိုင်တွေထက်ပိုပြီးတော့ကောင်းတဲ့အိုးတွေကိုထည့်စားတဲ့အသားလုံးအကင်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ပေးပါမယ်အိုးတွေကိုထည့်စားတဲ့အသားလုံးတွေကိုရင်သွေးထဲမှာစက္ကန့်60လောက်ကိုပြုတ်ပြီးတော့ဆက်ယူလိုက်ပါပြီးတော့ပြီးဆိုတော့ပဲငက်မြာကြီးအကြီးကမာဆော့ဟင်းချက်စီလိုနဲ့ကိုတေချာလေးကိုနှဲပေးလိုက်ပါအပူချိန်180ဒီဂရီနဲ့10မိနစ်လောက်ကိုဖုတ်ပေးလိုက်ပါအလင်းမှာတစ်ဖက်လှန်ပြီးတော့အကင်အမွေးကြိုင်ကိုဖြူပေးပါဒါဆိုတော့ဖြင့်အရသာရှိပြီးတော့စားလို့မရနိုင်ပါဘူးဒုတိယအနေနဲ့တင်းမှာလေအေးကြော်ဆက်ရှိရင်အပြင်ကကျွတ်ရပြီးတော့အတွင်းသားကအရန်ကိုမှရွှမ်းတဲ့ကြက်ကင်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ပေးပါမယ်ကြက်တကောင်လုံးကိုရင်းနှီးနဲ့ဆေးပြီးသွားတဲ့အခါမှာကြက်သွန်နေချင်းပဲငက်မြာကြီးအကြီးပဲငက်မြာကြီးအနောက်ဟင်းချက်ဝိုင်းကမာဆော့စားအော်လီယန်အမွေးကြိုင်နဲ့ပြားရည်တို့ကိုထည့်ပြီးတော့အပြင်ရောအတွင်းရောတေချာလေးကိုနှဲပြီးရေခဲတထဲမှာ3နိုင်လောက်ကိုနှက်ထားပေးလိုက်ပါပြီးတော့ပြီးဆိုတော့လေအေးကြော်ဆက်တဲ့ကိုထည့်ပြီးတော့ငွေရောင်စက်ကူနဲ့အောက်ကအပူချိန်200ဒီဂရီနဲ့မိနစ်20လောက်ကိုအရင်ဖုတ်ပေးလိုက်ပါပြီးတော့ပြီးဆိုတော့ငွေရောင်စက်ကူကိုဖယ်ပြီးတော့ကျန်တဲ့အရေကိုတုတ်ကအပူချိန်180ဒီဂရီနဲ့15မိနစ်ကိုထပ်ပို့လိုက်ပါဒါဆိုတော့ဖြင့်နူးညံ့တဲ့ကြက်ကင်လုံးလို့ပြီးသွားပါပြီတတိယအနေနဲ့တင်းမှာလေအေးကြော်ဆက်ရှိတယ်ဆိုရင်တော့ဖြင့်ကျွရတဲ့ဝတ်တုံးတဲ့သားကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုသင်ပေးပါမယ်ဝတ်တုံးတဲ့သားတွေကိုရေထဲမှာထည့်ပြီးတော့ကြက်သွန်နေချင်းဟင်းချက်ဝိုင်တို့နဲ့25မိနစ်လောက်ကိုပြုတ်ပြီးတော့ဆက်ယူလိုက်ပါအသားကိုမပြတ်အောင်လို့လှီးပြီးတော့ပဲငက်မြာကြီးအကြီးနဲ့အကင်အမွေးကြိုင်တို့နဲ့တေချာလေးကိုနှဲပြီးတော့ငွေရောင်စက်ကူနဲ့ပတ်ထားလိုက်ပါအပေါ်ရံကိုအပေါက်လေးတွေဖောက်ပြီးတော့ရှာလက်ကာကြီးဖြူတုပ်ပြီးစားချမ်းဖြူပြီးတော့လေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့မိနစ်30လောက်ကိုအရင်ဖုတ်လိုက်ပါပြီးတော့ပြီးဆိုတော့စားနဲ့ငွေရောင်စက်ကူကိုဖယ်ပြီးတော့ရှာလက်ကာကြီးဖြူထပ်တုပ်ပြီးအပူချိန်180ဒီဂရီနဲ့မိနစ်20လောက်ကိုထပ်ဖုတ်လိုက်ပါဒါဆိုရင်ကျွရတဲ့ဝတ်တုံးတက်သားကိုလုံးလို့ပြီးဆုံးပါပြီစတိုဒါအနေနဲ့ကတော့ဒီစားလို့ကောင်းတဲ့တိုဘူးကြော်ကိုမလွတ်တန်းကိုစားသင့်ပါတယ်တိုဘူးကိုထူထူလေးကိုလှီးပြီးတော့ကျုပ်နှလုံးကိုအပေါ်ကနေကိုလောင်ချပေးလိုက်ပါလေအေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့15မိနစ်လောက်ကိုအရင်ဆုံးဖုတ်ပေးလိုက်ပါမယ်ချက်သွန်ဖြူစီချက်ငရုတ်သီးနဲ့စီပူထည့်ပြီးတော့ပဲငက်မြာကြီးအကြီးအကင်အမွေးကြိုင်တို့နဲ့တေချာလေးကိုရောမှွေပြီးတော့အပေါ်ကနေဆန်းပေးလိုက်ပါပြီးတော့ပြီးဆိုတော့အပူချိန်180ဒီဂရီနဲ့5မိနစ်ခန့်ကိုထပ်ပို့လိုက်ပါဆက်ပြီးတော့နူးညံ့တာမို့လို့တကယ်ကိုမှစားကောင်းမှာကတော့တေးကြပါလိမ့်ပင်စမအနေနဲ့ကတော့တစ်မှာလေအေးကြော်ဆက်ရှိရင်15ရှိလိုလောက်နဲ့ရတဲ့အမဲသားကိုအတုံးလေးတွေလှီးပြီးတော့ပဲငက်မြာကြီးအကြီးတကြားကမာဆော့အကင်အမွေးကြိုင်တို့နဲ့ရောပြီးတော့15မိနစ်လောက်ကိုနှက်ထားပေးလိုက်ပါပြီးတော့ပြီးဆိုတော့နည်းနည်းတီးကိုအတုံးသေးလေးတွေလှီးပြီးတော့အမဲသားနဲ့ရောပြီးအချောင်းလိုက်ထိုးပြီးတော့လေအေးကြော်ဆက်ထဲမှာအပူချိန်200ဒီဂရီနဲ့15မိနစ်လောက်ကိုဖုတ်ပေးလိုက်ပါအလင်းမှာတစ်ဖက်လှန်ပေးပါ
ဒါဆိုတော့ဖြင့်အရသာရှိတဲ့နက်တီအမဲသားအကင်လို့ပြီးဆုံးပါပြီအပြင်ကကျွတ်ပြီးတော့အတွင်းကနှုတ်ပြီးတော့ချုပ်ချင်းအရသာလေးရှိပါတယ်စက်ထမအနေနဲ့ကတော့တစ်မှာလေအေးကြော်ဆက်ရှိရင်အပြင်ကအကင်ဆိုင်တွေမှာရောင်းနေကြက်ချောက်ကင်ကိုအိမ်မှာပဲလွတ်လပ်စွာလှူစားနိုင်ပါတယ်ကြက်ချောက်ကိုရေထဲကိုထည့်ပြီးတော့ကြက်သွန်နေချင်းတို့နဲ့10မိနစ်လောက်ကိုပြုတ်ပြီးတော့ဆက်ယူပေးလိုက်ပါပြီးတော့ပြီဆိုတော့ဘဲငက်မြရဲ့ကြီးကမာဆောအကင်အမွှေးကြိုင်တို့နဲ့တေချာလေးကိုနှဲပြီးတော့လေအေးကြော်ဆက်ထဲမှာစီဖြန်းပြီးအပူချိန်180ဒီဂရီနဲ့15မိနစ်လောက်ကိုဖုတ်ပေးလိုက်ပါအလင်းမှာတစ်ဖက်လှန်ပေးလိုက်ပါဒါဆိုတော့ဖြင့်အရသာရှိတဲ့ကြက်ချောက်ကင်ကိုစားလို့မရဲနိုင်တော့ပါဘူး